ကဘာပေါ်မှာရှိတဲ့ထူးဆန်းဆုံးမျိုးနွယ်စုတွေဟာသူတို့ရဲ့ခုံးနှက်စင်လာနဲ့လူနေမှုပုံစံတွေကတာမန်လူတွေနဲ့မတူပဲကွဲပြားနေတာကြောင့်အလွန်စိတ်ဝင်စားစရာကောင်းတဲ့ယဉ်ကျေးမှုမြင်ကွင်းတွေကိုပေးစွမ်းနေပါတယ်။သူတို့ရဲ့ထူးခြားတဲ့ရိုးရာဓလေ့တွေယုံကြည်မှုတွေနဲ့တမန်ရိုးကျစံနှုန်းတွေကိုဆန့်ကျင်ပြီးနေထိုင်ကြပါတယ်။ခေတ်ရည်စီကြောင်းပြောင်းလဲမှုတွေကိုကြံ့ကြံ့ခံရင်လူသားယဉ်ကျေးမှုရဲ့ယုံနိုင်စရာကွဲပြားခြားနားမှုတွေကိုမြင်တွေ့ရမှာဖြစ်ပြီးမြန်မာမျိုးနွယ်စုတွေအကြောင်းမှာပါဝင်တာဖြစ်လို့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြအောင်ခင်ဗျာ။ဆွာဇီလန်ကအန်ကိုနီမျိုးနွယ်အန်ကိုနီလူမျိုးတွေဟာတောင်အာဖရိကမှာနေထိုင်ကြတဲ့ဆက်နွယ်မှုရှိတဲ့ဘန်တူလူမျိုးစုဝင်တွေဖြစ်ပြီးအိန္ဒိယနိုင်ငံတွေမှာလည်းပြန့်နှံ့နေထိုင်ကြပါတယ်။ကွာဇူးလူနတန်ဒေသကမျိုးနွယ်စုတွေနဲ့မျိုးနွယ်စုကွဲအများပြားဟာရှကာဇူးလူဘရင်ရန်လက်အောက်မှာအတင်းအဓမ္မပေါက်စီးခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ရှကာဇလူရဲ့နိုင်ငံရေးဖွဲ့စည်းပုံဟာတိမ်မိုက်ခရမျိုးနွယ်စုတွေကိုပေါင်းစည်းရမှာအလွန်ထိရောက်ခဲ့ပြီးဂျွာအသီးသီးကအမျိုးသားတွေကိုအသက်အရွယ်အလိုက်တပ်ဖွဲ့တွေဖွဲ့စည်းပေးကအရှင်ရှင်ရင်းနှီးကျွမ်းဝင်မှုရရှိခဲ့ပါတယ်။အန်ကိုနီလူမျိုးတွေထဲမှာအမျိုးသားဆွေမျိုးစင်ဆက်အပေါ်အခြေခံတဲ့ကလန်တွေဟာအမြင့်ဆုံးလူမှုအဖွဲ့အစည်းယူနစ်တွေဖြစ်ပါတယ်။ကလန်တစ်ခုချင်းစီကိုခေါင်းဆောင်တစ်ယောက်ကဦးဆောင်ပါတယ်။ဘော်ဒါအာဏာရှိတဲ့အမျိုးသားတွေကကိုယ်ပိုင်ကလင်းတွေခွဲထောင်ပြီးလွတ်လပ်ရေးရဖို့ကြိုးစားတတ်ကြပါတယ်။ခေါင်းဆောင်တစ်ယောက်ရဲ့အာဏာဟာသူ့ရဲ့ကလင်းကိုစီလုံးအောင်ထိမ့်သိမ်းနိုင်တဲ့ဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။1800ပြည့်နှစ်ဝန်းကျင်လောက်ကစပြီးရှကာဇူလူလက်အောက်မှာဇူလူကလန်တွေအင်အားကြီးလာတာနဲ့စစ်ပွဲတွေဖြစ်ပေါ်လာမှုတွေကကလန်ဒေသတွေရှင်းမဟာမိတ်ခွဲပြီးပေါင်းစည်းသွားတဲ့လုပ်ငန်းစဉ်ကိုတွန်းအားပေးခဲ့ပါတယ်။အန်ကိုနီတွေဟာခရစ်ယာန်ဘာသာဝင်တွေအာဖရိကရိုးရာဘာသာကိုးကွယ်သူတွေဒါမှမဟုတ်ရိုးရာတမိုးထားမှုတွေနဲ့အောင်းဆက်ထားတဲ့ခရစ်ယာန်ဘာသာကိုးကွယ်သူတွေဖြစ်ကြပါနေခင်ဗျာ။ဟင်ပါမျိုးနွယ်ဟင်ပါတွေဟာနာမီဘီးယားမြောက်ပိုင်းကတပိုင်းတစရွှေ့ပြောင်းနေထိုင်ကြတဲ့မွေးမြူရေးသမားမျိုးနွယ်စုဖြစ်ပါတယ်။သူတို့ဟာကြံ့ကြံ့ခံနိုင်ခွင့်ရှိကြပေမဲ့နိုင်ငံရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုတွေနဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုအသစ်တွေကိုတော့တားဆီးနိုင်ပုံမရပါဘူး။ဟင်ပါမျိုးသမီးတွေဟာသူတို့မျိုးနွယ်စုရဲ့တင်ကေတပါပဲ။သူတို့ရဲ့ခန္ဓာကိုယ်ကိုအနီရောင်မုန့်တွေနဲ့ဖုံးအုပ်ထားလေ့ရှိပါတယ်။လက်လုံလက်ဝတ်ယတနာတွေစင်မြတ်ထားသလိုသပင်ပုံသွင်းမှုအတွက်ရွှွန့်ကိုတုံးပြကြပါတယ်။သူတို့ရဲ့အသားအရည်အနီရောင်တန်းနေတာကတော့ပိုစီယာလို့ခေါ်တဲ့ငင်းနီရောက်ရှဲပစ္စည်းကြောင့်ပဲဖြစ်ပါတယ်။ဒါကရေပြားတန်းလည်ဖို့နဲ့ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကနေကာကွယ်ဖို့အတွက်ကူညီပေးပါတယ်။အရွယ်ရောက်ပြီးတဲ့အမျိုးသမီးတွေကသူတို့ရဲ့ကျက်ဆံမီးတွေကိုဖောင်းဖို့အတွက်လည်းပိုစီယာအနှစ်ကိုသုံးကြပါတယ်။စပင်ကျစ်နီးနဲ့အုံသွေးနီးကိုတင်ယူခြင်းဟာဟင်ပါမိန်းကလေးတိုင်းအတွက်မရှိမဖြစ်အလုပ်တစ်ခုပဲဖြစ်ပါတယ်။ဟင်ပါမျိုးနွယ်စုဟာအာဖရိကမှာရှေးမှုမပြတ်အရှိသောမျိုးနွယ်စုတစ်ခုဖြစ်ပေမဲ့ဘင်္ဂလီငယ်တွေကတော့ခေတ်မီမှုရဲ့ဆွဲဆောင်မှုကိုစတင်ခံစားနေကြပါပြီ။ဟင်ပါမိသားစုတစ်ခုရွှေ့ပြောင်းသွားတဲ့အခါသူတို့ရဲ့တဲအိမ်တွေကအလွတ်ကျန်ရစ်ခဲ့တယ်။တစ်သားမျက်နဲ့ရွှွန့်တွေရောပြီးဆောက်ထားတဲ့သူတို့ရဲ့ရိုးရတဲအိမ်လေးဟာရိုးရှင်းပုံရပေမဲ့နှစ်ထောင်ရှိကြာအောင်ပြင်းထန်တဲ့ရာသီဥတုဒဏ်ကနေကာကွယ်ပေးနိုင်ခဲ့ရော။ရီမင်ကပြဖြော်ပြတဲ့မျိုးနွယ်ဟာရာတို့ခေါ်တဲ့စစ်ရေးပြအကဟာရီမင်နိုင်ငံမှာလူကြိုက်များမှုရိုးရာအကဖြစ်ပြီးဒေတာနဲ့မျိုးနွယ်စုအလိုက်ကွဲပြားမှုတွေရှိပါတယ်။ဟန်တနီ၊တီယမီ၊အာရတီ၊ယာဖီနဲ့မာရဘီစသဖြင့်အမျိုးမျိုးရှိကြပြီးတစ်ခုချင်းတီမှာကိုယ်ပိုင်ဂီတနဲ့လှုပ်ရှားမှုအမြန်နှုန်းတွေရှိကြပါတယ်။ရီမင်လူမျိုးတွေဟာရေပူရအဖြစ်ဟဲဝကြေဝင်ကြပြီးမိသားစုလူအဖွဲ့အစည်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတန်ဖိုးထားကြပါတယ်။ဖျားသခင်နဲ့မိသားစုဟာသူတို့ရဲ့ရိုးရာလူအဖွဲ့အစည်းမှာအရေးကြီးဆုံးအရာတွေဖြစ်ပြီးရီမင်လူမျိုးများစုကသူတို့နိုင်ငံရဲ့အစ္စလမ်ဘာသာကိုကိုးကွယ်ယုံကြည်မှုအပေါ်ဂုဏ်ယူကြပါတယ်။ရီမင်နိုင်ငံမှာစိန်ခေါ်မှုတွေအများကြီးရှိနေပေမဲ့ရီမင်မျိုးနွယ်စုတွေကြားမှာနေဘူးသူတွေရဲ့သတိထားမိတဲ့အချက်ကတော့သူတို့ရဲ့ခိုင်မာတဲ့ကိုကျင့်တရားဥပဒေအပေါ်လေးသားမှုဒန်းတူညီမျှမှုနဲ့ပြောင်းလဲလာတဲ့တရှင်တွေပေါ်လိုက်ရောညီတွေနေထိုင်တတ်မှုတွေပဲဖြစ်ပါတယ်။ဒီချက်တွေကပဲရီမင်နိုင်ငံကိုကပောင်းဆုံးကားလာနေတဲ့ထိုးနှက်ချက်တွေကြားကနေမပြတ်မစည်းပဲရပ်တည်နိုင်မဲ့ခွန်အားတွေကိုပေးနေတာပဲဖြစ်ပါတယ်။ညောင်မျိုးနွယ်ညောင်ဆိုတာအလဲပိုင်းနဲ့တောင်ပိုင်းအာဖရိကဘန်တူလူမျိုးစုဝင်ရှီဝါလူမျိုးတွေရဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ညောင်အဖွဲ့အစည်းမှာရှီဝါနဲ့နင်ဂျာလူမျိုးတွေတဲကအဖွဲ့ဝင်အဖြစ်သွတ်သွင်းခံထားရသူတွေအာဝင်ပြီးသူတို့ရဲ့ဘာသာရေးနဲ့စကြဝဠာဆိုင်ရာယုံကြည်မှုတွေကိုပုံဖော်ကြပါတယ်။အမျိုးသားနဲ့အမျိုးသမီးတွေအတွက်တိကျသည့်အခမ်းအနားတွေရှိပြီးလိန်နဲ့အသက်အရွယ်အလိုက်မတူညီတဲ့ဗဟုသုတတွေရိုးရာတာဝန်တွေကိုတင်ကြားပေးပါတယ်။အဖွဲ့ဝင်အဖြစ်သတ်မှတ်ခံရတဲ့သူတွေကိုသာရင့်ကျက်သူတွေညောင်အဖွဲ့ဝင်တွေအဖြစ်တိမှတ်ပြုကြပါတယ်
ရှီဝလူမျိုးတွေကတက်ရှိတွေတာမကဘိုးဘွားတွေနဲ့မမွေးဖွားသေးတဲ့သူတွေမှာပါအသက်ဝိညာဉ်ရှိတယ်လို့ယုံကြည်ကြပါတယ်။ကာသမားတယောက်ချင်းဒီကသူတို့ဝတ်ဆင်ထားတဲ့မျက်နှာဖုံးတွေကလိမ့်ဆန်ပုံတွေနဲ့သက်ဆိုင်တဲ့တက်ကောင်တွေကိုကိုစားပြုပါတယ်။ဇိုမိုလို့ခေါ်တဲ့တော်ရိုင်းလိမ့်ဆန်ပုံစံဝတ်ဆောင်ကြီးတွေကတကူလုံးကိုခေါင်းအုပ်ထားပြီးမျက်နှာဖုံးတွေကတော့ဘိုးဘွားဝိညာဉ်တွေကိုကိုစားပြုပါတယ်။ညောင်အဖွဲ့ဝင်ရဲ့လျှို့ဝှက်ချက်တွေထဲမှာလျှို့ဝှက်တင်ကေတစကားတွေဘယ်ရီတွေဥပဒါစကားတွေနဲ့ဒဏ္ဍာရီပုံမြင်တွေပါဝင်ပါလေမြောက်ဖူလာနီမျိုးနွယ်ဖူလာနီမျိုးနွယ်သူဟာဆန်ရဲဒေသနဲ့နောက်အာဖရိကမှာအကြီးမားဆုံးမျိုးနွယ်သူတွေတဲကတစ်ခုဖြစ်ပြီးနိုင်ငံအများပြားမှာပြန့်နှံ့နေထိုင်ကြပါတယ်အနောက်အာဖရိကအလဲပိုင်းအာဖရိကမြောက်ပိုင်းတောင်ဆူဒန်ဒရာပူနဲ့ဆူဒန်နိုင်ငံပင်လယ်ကမ်းရိုးတန်းဒေသတွေမှာတွေ့ရပါတယ်ဖူလာနီလူမျိုးဆိုတဲ့ဒိဗတ်သတ်မှတ်ချက်အမျိုးမျိုးကွဲပြားနေတာကြောင့်လူဦးရေအတိအကျမသိရပေမဲ့ကမ္ဘာတစ်ဝန်းမှာ25တန်းကနေတန်း40ကြားရှိမယ်လို့ခန့်မှန်းရပါတယ်ဖူလာနီတွေရွှေပြောင်းအာရက်တွေနဲ့ဟတ်ဆာလူမျိုးတွေဟာတဦးနဲ့တဦးယဉ်ကျေးမှုချင်းလွှမ်းမိုးမှုတွေရှိနေပါတယ်ဖူလာနီတွေဟာရိုးရာအရာရှစ်တလုံးအိမ်တိုင်းလှည့်လည်သွားလာပြီးကုန်သွယ်ကြတဲ့ဝင်းမြူရေးသမားတွေဖြစ်ပါတယ်နွားစိတ်နဲ့စိုးတွေကိုကျေပြန့်တဲ့ရှောက်သွေးတဲ့ဒေသတွေမှာထိန်းချောင်းကြပြီးဒေသခံစိုက်ပျိုးရေးတွေနဲ့တိရှာခွဲနေလေရှိပါတယ်သူတို့ဟာကမ္ဘာအကြီးဆုံးရှစ်တလုံးအိမ်တိုင်းမျိုးနွယ်စုဝင်တွေဖြစ်ပြီးအမေရိကန်ပြည်ထောင်စုထက်ဟိုကျယ်ဝန်းတဲ့နယ်မြေဧရိယာအနှံ့မှာနေထိုင်ကြပါတယ်သူတို့ရဲ့ရွှေပြောင်းမွေးမြူရေးလူနေမှုပုံစံကြောင့်ပြင်ပသူတယောက်အနေနဲ့ကိုလနီအမျိုးသမီးတယောက်ကိုရှစ်ကြိုက်ဖို့ဒါမှမဟုတ်လက်ထပ်ဖို့ဆိုတာအတော်လေးကိုရှုပ်ထွေးခက်ခဲပါမြောက်ဟိုလီမျိုးနွယ်ဟိုလီလူမျိုးတွေဟာပါပူဝါနယူဂီနီနိုင်ငံဖဲလာပြည်နယ်မှာနေထိုင်ကြတဲ့ဌာနေတိုင်းရင်းသားတွေပဲဖြစ်ပါတယ်သူတို့ကဟိုလီဘာသာစကားဒါမှမဟုတ်တော့ပစ္စတန်စကားကိုပြောဆိုကြပြီးအင်္ဂလိပ်စကားနဲ့ပတ်ဝန်းကျင်ဘာသာစကားတချို့ကိုလည်းပြောတတ်ကြပါတယ်လူဦးရေ2သိန်းခွဲကျော်ရှိပြီးပါပူဝါနယူဂီနီရဲ့အကြီးဆုံးမျိုးနွယ်စုကြီးတစ်ခုပါဩစတြေးလျအစိုးရအုပ်ချုပ်မှုမတိုင်ခင်ခေတ်ကာလတုန်းကဟူလီလူအဖွဲ့အစည်းမှာမျိုးနွယ်စုအချင်းချင်းတိုက်ခိုက်တဲ့စစ်ပွဲတွေကအဓိကကမ်းမှုခဲ့ပြီးရော်ကြေးပေးခဲ့ရတဲ့အမှုတွေရဲ့12%လောက်ကစစ်ပွဲကြောင့်ဖြစ်ခဲ့ရတာပါယောက်ျားလေးအများစုကစစ်တီတော်ကောင်းတွေဖြစ်ရှင်ကြပြီးအသက်12နှစ်အရွယ်လေးနှစ်များစပြီးကြိုက်လက်ရှင်ကလေးကလေ့ကျင့်ပြင်ဆင်ကြပါတယ်ပိုလီတွေဟာဒီဒေသမှာနှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ကြပြီးရှည်လျားတဲ့ဗသက်ရသွင်းသမိုင်းကြောင်းတွေရှိပါတယ်သူတို့ဟာကုန်းမြင့်ပိုင်းရောမြေပြန့်ပိုင်းတွေမှာပါခီးသွားလေးရှိကြပြီး1934ခုနှစ်နိုဝင်ဘာလမှာရွှေရှာပွေသူဟော့ညီကို2ယောက်ကြောင့်ဟိုဒီလူမျိုး90လောက်တပ်ဖြတ်ခံရတဲ့အချိန်မှာသာဥရောပတိုက်သားတွေကသူတို့အကြောင်းကိုစတင်သိခဲ့ကြတာပဲဖြစ်ပါတယ်။နော်။အက်စကီမိုမျိုးနွယ်အက်စကီမိုတွေဟာအလက်စတာကနေစိုက်ဘေးရီးယားအထိအာတိတ်ဒေသတွေမှာနေထိုင်ကြတဲ့ဌာနေတိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ DNA အထောက်အထားတွေအရယနေ့ခေတ်အက်စကီမိုတွေဟာအေဒီ1000ဝန်းကျင်လောက်ကအာတိတ်ဒေသကိုပြောင်းရွှေ့လာတဲ့တူလယ်လူမျိုးတွေကနေဆင်းသက်လာတယ်လို့ဆိုပါတယ်။ရှေးအောင်သုတေသနပညာရှင်တွေကတူလယ်ယဉ်ကျေးမှုတွေဟာအလက်စကာကမ်းရိုးတန်းတစ်လျှောက်ဖွံ့ဖြိုးလာပြီးကနေဒါနဲ့ဂရင်းလန်းဘတ်ကိုရွှေ့ပြောင်းသွားကြတယ်လို့တွေ့ရှိထားပါတယ်။အက်စကီမိုဒလိထုံးစံအများစုဟာနှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ကြပြီဖြစ်ပြီးပါဇက်ရသွဲလည်းပုံမြင်ပြောခြင်းတွေလည်းပါဝင်ပါတယ်။သူတို့ရဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းတဲ့အနေနဲ့ပုံမြင်တွေကိုတစ်ဆက်ကနေတစ်ဆက်လက်ဆင့်ကမ်းပြောပြလေ့ရှိပါတယ်။ခန္ဓာများစုမှာတရှင်းဆိုတာကားခုံသားတွေပါဝင်ပြီးတချို့ကတွေကဘာသာရေးဆံပေမဲ့တချို့ကတော့ပျော်ပွဲရှင်ပွဲသက်သက်ပဲဖြစ်ပါတယ်။ပညာရှင်တွေရဲ့အဆိုအရအက်စကီမိုတွေရဲ့အစားအသောက်ပုံစံဟာရာသီနှစ်တွေအများကြီးကြာလာတော့ပြောင်းလဲမှုသိမ့်မရှိဘူးလို့ဆိုပါတယ်။သူတို့ဟာရာသီဥတုရရှိနိုင်တဲ့တရားသတ္တနဲ့ပတ်ဝန်းကျင်ရှိနေလားလိုက်ရောညီတွေနေထိုင်တတ်တဲ့မုတ်ဆိုးတွေဖြစ်ပြီးရာသီအလိုက်ရနိုင်တဲ့အပင်တွေလိမ့်ဆန်တွေကိုရှာဖွေစားတောက်ကြပါတယ်ခင်ဗျာပစ်ကမီမျိုးနွယ်အာဖရိကတိုက်ရဲ့ကျေပြန့်တဲ့တောနက်ထဲမှာတောအုပ်ရဲ့သားသမီးများလို့ကိုခေါ်ဝေါ်ကြတဲ့တိကျနေထိုင်တဲ့မျိုးနွယ်စုတစ်ခုရှိပါတယ်သူတို့ရဲ့ယဉ်ကျေးမှုဟာရှေးခေတ်ဟောင်းအရှင်နေအတိုင်းရက်တက်နေပြီးတစ်တော်ဟာသူတို့ရဲ့တစ်ခုတည်းသောယုံကြည်ရာဖြစ်ပါတယ်သူတို့ကတော့အပူပိုင်းမိုးတစ်တော်ရဲ့တခင်ပစ်ကမီတွေပဲဖြစ်ပါတယ်တောထဲမှာနေထိုင်ရတဲ့အန်ဒီရတွေကကြီးမားလွန်းလို့တန်မာတဲ့ခန္ဓာကိုယ်မရှိရင်အမဲလိုက်ဖို့မပြောနဲ့အသက်ရှင်ဖို့တော့ခက်ခဲပါတယ်စိတ်ဝင်စားစရာကောင်းတာကပစ်ကမီတွေဟာအရက်အလုံးပူကြပါတယ်သူတို့ဟာတက်ရှင်နေဆိုရင်လူပြိုအပြိုပေါ်ဝင်ကြပြီးအရက်ကရက်သွားကြတယ်လို့အိမ်တော်ပြုကလေးမွေးကြပါတယ်သူတို့ရဲ့အရက်ဟာ1.2 မီတာကနေ1.4 မီတာလောက်ပဲရှိကြပါတယ်ဒါပေမဲ့ဒီလူပူလေးတွေမှာထူးခြားတဲ့ဓလေ့တစ်ခုရှိပါတယ်
အရွယ်ရောက်လာရင်စင်တွေကိုအမဲလိုက်ကြရတာပါပီကမီတွေဟာတောထဲမှာနေပြီးစိုက်ပျိုးရေးမလုပ်ကြပါဘူးတတိဝလံတွေကိုအမဲလိုက်ပြီးအသက်ရှင်ကြရတယ်မပြောရွက်ထမ်းရွက်နဲ့မိုးထားတဲ့တဲအိမ်လေးတွေမှာနေထိုင်ကြပြီးကနန်းသေးချာနဲ့အချိန်တိုင်းသဘောတရားတွေသူတို့မှာမရှိပါဘူးအားလုံးကအရန်ကိုရှေ့ကြတဲ့ပုံစံတိုင်းပါပဲခင်ဗျာမွန်ဂိုလီးယားကဒုက္ခမျိုးနွယ်ဒုက္ခလို့ခေါ်တဲ့မျိုးနွယ်စုဟာနှစ်ပေါင်းထောင်ရှိကြောင်းမွန်ဂိုလီးယားမြောက်ပိုင်းကဝေးလံခေါင်းတီးတဲ့တောနက်တွေနဲ့ရေခဲပြင်တွေမှာနေထိုင်လာခဲ့ကြပါတယ်လူဦးရေ300လောက်သာကျန်ရှိတော့ပြီးကမ္ဘာလူဦးရေအနည်းဆုံးလူနည်းစုတွေထဲကတစ်ခုပဲဖြစ်ပါတယ်ခုနှစ်ဘက်ကနေ10ဘက်တခါစကြက်မြေပြောင်းရွှေ့နေထိုင်ကြတဲ့ဒီရှစ်တလုံးအိမ်တိုင်းနဲ့နှစ်သမင်မွေးမြူရေးသမားတွေဟာသူတို့လူမျိုးကြန့်ရှိနေတဲ့မျိုးနွယ်စုအနှဲငယ်တွေကတစ်ခုပါဒုက္ခလူမျိုးတွေနဲ့သူတို့ရဲ့နှင်းသမင်တွေကြားမှာအပြန်အလှန်အကျိုးပြုတဲ့ဆက်ဆံရေးတစ်ခုရှိနေပါတယ်နှင်းသမင်တွေမရှိရင်ဒုက္ခတွေဟာဒီရေခဲတော်ထဲမှာတက်ရှင်နိုင်မှာမဟုတ်သလိုဒုက္ခတွေမရှိရင်လည်းနှင်းသမင်တွေဟာဝန်ပလွေတွေရဲ့လက်ချက်နဲ့မျိုးတုံးသွားနိုင်ပါတယ်နေဘက်မှာမိသားစုတွေစုဝေးပြီးလက်ဖက်ရည်တောက်ကြတိမ်ကျင်တိမ်ခဲနဲ့ပေါမုံလောက်ကြအမဲလိုက်ကြတစ်တိကူကြနဲ့အိမ်မှုကိစ္စတွေလုပ်ကြပါတယ်ညနေဘက်မှာတော့စကြက်တဲ့ကနှင်းသမင်တွေကိုစကားစီပြန်မောင်းသွင်းလာပြီးညအိပ်ဖို့ချီနှောင်ထားကြပါတယ်ညစာစားပြီးတဲ့အခါအိပ်ရမဝင်ခင်နှင်းသမင်တွေကိုလာဆောင်ခြင်းစစ်စစ်လေးရှိကြပါတယ်ခင်ဗျာမာဆိုင်ရိုးနွယ်ကမ္ဘာယဉ်ကျေးမှုအများစုမှာတစုံတစ်ယောက်ကိုတသွေးထွေးတယ်ဆိုတာဂျိုင်းကြတယ်ယဉ်ကျေးမှုမရှိဘူးလို့သတ်မှတ်ကြပါတယ်ဒါပေမဲ့ကင်ညာနဲ့တန်ဇာနီးယားမြောက်ပိုင်းမှာနေထိုင်ကြတဲ့မာဆိုင်လူမျိုးတွေအတွက်တော့မဟုတ်ပါဘူးသူတို့အတွက်တသွေးထွေးခြင်းဟာလေးစားမှုရဲ့ပြရုပ်တစ်ခုပါတယောက်နဲ့တယောက်နှောက်ဆက်တဲ့အခါတငယ်ချင်းကိုကြိုဆိုတဲ့အခါဒါမှမဟုတ်နှုတ်ဆက်လမ်းကွဲတဲ့အခါနဲ့ကံကောင်းပါစေလို့ဆုတောင်းပေးတဲ့အခါတွေမှာတသွေးထွေးလေးရှိကြပါတယ်လက်ဆွဲနှုတ်ဆက်တဲ့အခါလက်ဝါးတဲ့ကိုအရင်ဆုံးတသွေးထွေးတဲ့ပြီးမှနှုတ်ဆက်ကြပါတယ်မိဘတွေတငယ်ချင်းတွေကမွေးကင်းစားကလေးတွေကိုကံကောင်းတဲ့ကိုနဲ့အသက်ရှည်ဖို့အတွက်တသွေးထွေးပြီးထူတောင်းပေးကြပါတယ်မာဆိုင်မင်္ဂလာဆောင်တွေမှာဖခင်ဖြစ်သူကသမီးဖြစ်သူရဲ့နှစ်ဖူးနဲ့ရင်ဘတ်ကိုတသွေးထွေးပြီးကောင်းရှိပြီးတဲ့ဒလေးလည်းရှိပါတယ်ကင်ညာနိုင်ငံရဲ့တော်ရလဲဆန်ထိန်သိမ်းရေးနယ်မြေတွေတိုးရှင်းလာတာကြောင့်သူတို့ရဲ့ကျေပြန့်တဲ့နယ်မြေတွေဆုံးရှုံးခဲ့ရပြီးအခုအခါကာဂျီတိုနဲ့နောက်ခရိုင်တွေမှာပဲကျဉ်းကျဉ်းကြပ်ကြပ်နေထိုင်ကြရပါတယ်ကင်ညာလူဦးရေရဲ့3.9% လောက်သာရှိတော့ပေမဲ့သူတို့ရဲ့ရှေးအောင်ရိုးရာဓလေ့တွေကိုထိန်းသိမ်းထားနိုင်တာကြောင့်အာဖရိကရဲ့နိုင်ငံတကာအတိအမှတ်ပြုအထင်ရှားဆုံးမျိုးနွယ်စုတစ်ခုဖြစ်နေသေးပါပဲခင်ဗျဆူဒန်နိုင်ငံကလာတူကာမျိုးနွယ်ဒီအန်ဒီယံများတဲ့မျိုးနွယ်စုမှာရုံကျင်စရာမကောင်းတော့အောင်ထူးဆန်းတဲ့ဗီဒီယိုမှတ်တမ်းတစ်ခုရှိနေပါတယ်တချို့နိုင်ငံတွေပါအမျိုးသားတစ်ယောက်ကမျိုးသမီးတစ်ယောက်ကိုလက်ထပ်ရှင်ရင်အရင်ဆုံးသူမကိုစီယုံပြီးသဘောတူညီမှုရယူပြီးမှသာမိဘတွေစီခွင့်တောင်းကြပါတယ်ဒါပေမဲ့တောက်ဆူဒန်ကလက်တူကာမျိုးနွယ်စုမှာတော့ယဉ်ကျေးမှုအရာမျိုးသားတစ်ယောက်ကသူ့လက်ထက်ရှင်တဲ့မျိုးသမီးကိုတခြားမျိုးသားတွေရဲ့အကူအညီနဲ့ရှွန်ကိုတိုက်ခိုက်လိုက်လံဖမ်းဆီးရပါတယ်ဖမ်းဆီးခံရတဲ့မျိုးသမီးကိုမျိုးသားရဲ့အိမ်မှာသူမသဘောဆန္ဒမပါပဲခေါ်ထားပြီးမှသူမရဲ့အဖေစီကိုတွားရောက်တည်ပေးတာပဲဖြစ်ပါတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတမက်လောင်းကိုရောက်ခမဖြစ်သူကသဘောတူကြောင်းပြသတဲ့အနေနဲ့ရိုင်းနဲ့ဆုံးမရတာပါဘလောက်တိုင်းတာထိရိုင်းနဲ့တဲ့ဆိုတာမသေးကြပါမဲ့မျိုးသမီးတယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးဆိုတာနဲ့သူမအနေနဲ့ဘဝတစ်လျှောက်လုံးဘယ်သူနဲ့ပေါင်းသိရမယ်ဆိုတာကိုရွေးချယ်ခွင့်မရှိတော့ပါဘူးခေါ်ဆောင်သွားပြီးမှအမျိုးသားဟာသူ့ရဲ့မိဘဆွေမျိုးတွေနဲ့အတူမင်းကလေးရဲ့အိမ်ကိုသွားပြီးတရားဝင်လက်ထပ်ခွင့်တောင်းခံရတာပဲဖြစ်ပါလိမ့်ခင်ဗျာငါးကြောပေါ်ခုံတက်ရှင်ဟာမမျိုးနွယ်အီသီယိုးပီးယားနိုင်ငံအိုမိုမြင့်ဝမ်းအောက်ပိုင်းမှာနေထိုင်ကြတဲ့ဟမ်မာမျိုးနွယ်စုရဲ့ငါးကြောပေါ်ကခုံခြင်းဟာတတိကျွမ်းကျင်မှုနဲ့ကြံ့ခိုင်မှုကိုပြသတဲ့ရာသီနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့လူပြိုပေါ်ဝင်ခြင်းအခမ်းအနားတစ်ခုပဲဖြစ်ပါတယ်အခမ်းအနားနေ့မှာမျိုးသမီးတွေဟာရိုးရာဝတ်စုံတွေဝတ်ခြေထောက်တွေမှာခလောက်တွေရှိပြီးကခုံကြသလိုဥကြုံမှုတ်တာတွေအိမ်လုတ်ကရာတွေတောက်တာတွေနဲ့ပျော်ပွဲရှင်ပွဲကျင်းပကြပါတယ်မိသားစုရဲ့လူမှုအဆင့်တန်းမှမူတည်ပြီးဧည့်သည်တရားကနေ300လောက်အထိလာရောက်တက်ကြတယ်အခမ်းအနားမစခင်မှာလူပြိုလောင်းရဲ့အမျိုးသမီးဆွေမျိုးတွေဟာမာဇာလို့ခေါ်တဲ့လွားကြောပေါ်တက်ပွဲအောင်မြင်ပြီးသားရွာနဲ့ခိတ္တခွဲနေတဲ့မျိုးသားတွေစီတွားရောက်ကြပါတယ်သူတို့ကသူတို့ရဲ့မျိုးသားဆွေမျိုးတွေပေါ်ထားတဲ့တစ္ဆာတရားနဲ့ရှစ်ကဲမှုကိုပြသတဲ့အနေနဲ့မာဇာတွေကိုကြာဖို့နဲ့ရိုက်နှက်ပေးဖို့တောင်းဆိုကြပါတယ်ဒီသဘောတရားကတော့မျိုးသားတွေအတွက်ဒီလိုနာကျင်မှုကို
ကြံ့ကြံ့ခံနိုင်ကြောင်းပြသပြီးအနာဂတ်မှာသူတို့အတွက်ပြန်လည်ကာကွယ်ဆောင်ရှောက်ပေးရမယ်ဆိုတဲ့တာဝန်တရက်တန်ရောစင်ကျိုးတစ်ချောင်းကိုဖန်တီးလိုက်တာဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့ဇနီးတယ်လောင်းအဖြစ်သက်ဆောင်မှုရှိကြောင်းပြသရလျောက်သလိုဘသူကနာကျင်မှုကိုခံနိုင်ကုန်လဲဆိုတာအမျိုးသမီးရှင်းရှင်းပြန်ထိုင်ကြတဲ့ပွဲလည်းဖြစ်ပါတယ်ခင်ဗျ။ကယန်းမျိုးနွယ်ကယန်းလူမျိုးတွေဟာမြန်မာနိုင်ငံကတိဘက်ပမာမျိုးနွယ်စုတွေကဖြစ်တဲ့ကရင်နီမျိုးနွယ်စုခွဲတစ်ခုဖြစ်ပါတယ်။အများစုကတော့ကယန်းလက်ဝီတွေဖြစ်ပြီးမျိုးသမီးတွေကလေဘဲမှာရေခွင့်တွေဝစ်စင်ကြပါတယ်။1980နောက်ပိုင်းနဲ့1990အစောပိုင်းကာလတွေတုန်းကမြန်မာအစိုးရနဲ့ပဏိပက္ခတွေကြောင့်ကယန်းမျိုးနွယ်စုအများပြားဟာထိုင်းနယ်စပ်ဒေသကိုထွက်ပြေးခိုလုံခဲ့ကြပါတယ်။ဒီထူးခြားတဲ့မျိုးနွယ်စုကမြန်မာမျိုးသမီးတွေဟာသူတို့ရဲ့ဝတ်စားစင်ရမှုပုံစံနဲ့ကိုခွဲခြားသတ်မှတ်ကြပါတယ်။ကယန်းလက်ဝီမျိုးသမီးတွေဟာလေဘင်းရှိတဲ့အောင်ခင်ရပေမဲ့ကျေးကွင်းတွေကိုလေဘဲမှာလည်းဆွတ်ထားတာကြောင့်လူသိများပြီးကဘာလက်ခရီးသွားတွေကသူတို့ကို drag woman လို့ခေါ်ဝေါ်ကြပါတယ်။မိန်းကလေးတွေဟာအသက်9နှစ်လောက်ကစပြီးကျေးကွင်းတွေကိုစတင်ဝစ်စင်ကြတာပါ။ထူးခြားတဲ့အချက်ကတော့နှစ်တွေကြာလာတာနဲ့အမျှအဟောင်းတက်ပိုးရှိတဲ့ကျေးကွင်းတွေနဲ့အစားထိုးလဲလှယ်ပြီးအရေးအရေးအတွက်ကိုလည်းတိုးပြီးဝစ်စင်ကြတာပဲဖြစ်ပါတယ်ခင်ဗျာ။အီသီယိုးပီးယားကမာစီမျိုးနွယ်မာစီလို့သူတို့ကိုသူတို့ခေါ်ဝေါ်ကြတဲ့မျိုးနွယ်စုတွေဟာအီသီယိုးပီးယားနိုင်ငံကခြေသလုံးအိမ်တိုင်းလှည့်လည်သွားလာကြတဲ့လူမျိုးစုတစ်ခုဖြစ်ပါတယ်။အမျိုးသားတွေဟာရန်သူတယောက်ကိုတပ်ဖြတ်ပြီးတဲ့အခါသူတို့ရဲ့ပခုံးပေါ်မှာအမာရွတ်ထင်အောင်ပြုလုပ်လေးရှိကြပြီးကာကွယ်တွေနဲ့ခန်းသားတွေမှာသူတို့ရဲ့ခေါင်းပေါ်မှာ geometry ပုံသဏ္ဍာန်ဒီဇိုင်းတွေရိတ်တင်ထားတတ်ကြပါတယ်။သူတို့ဟာခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းကိုမြေပြူတွေနဲ့တုပ်လဲလှဆင်လေးရှိကြပါတယ်။လူပြိုလူလွတ်အမျိုးသားတွေဟာတုတ်တိုင်းရိုက်ပွဲတွေကိုအုပ်စုလိုက်ပြန်ကြရပြီးအနိုင်ရသူကိုတိုင်တွေပေါ်တင်ကာခံပုတ်ပြီးကွင်းသေးမှာစောင့်နေတဲ့မိန်းကလေးတွေစီခေါ်သွားကြပါတယ်။အဲ့ဒီမိန်းကလေးတွေကမှနိုင်ရသူကိုဘသူလက်ထက်ခွင့်တောင်းလဲဆိုတာအရှင်းရှင်းညှိနှိုင်းဆုံးဖြတ်ကြတာပါ။မာစီအမျိုးသမီးတွေဟာအသက်15နှစ်16နှစ်အရွယ်ရောက်ရင်အောက်နှကန်းကိုဖောက်ပြီးနှကန်းကွင်းတွေကိုတက်ဆင်ကြပါတယ်။ဒီထူးခြားတဲ့အစဉ်တစားလူသားတွေအတွက်တောင်တော်တော်လေးထူးဆန်းပါတယ်။အပြိုဝဝင်ကားစအရွယ်မာတင်မိန်းကလေးတွေရဲ့အောက်နှကန်းကိုခွဲပြီးတစ်သားပြားတွေကိုစတင်ထည့်သွင်းကြတာဖြစ်ပြီးအချိန်ကြာလာတဲ့နဲ့အမျှပိုကြီးတဲ့အဝိုင်းပြားတွေကိုတဖြည်းဖြည်းချင်းပြောင်းလဲထည့်သွင်းသွားကြပါမယ်ခင်ဗျာ။